Brit စာရေးဆရာမ MMK ရေးသားသည့် The Far Pavilion စာအုပ်ကိုဆရာမြတ်တန်းတင့်ဘာသာပြန်ဆိုသည့်ရွှေပြည်တော်မျှော်တိုင်းဝေအခန်း58အောင်မော်ရင်အက်ရှ်ပါလာမန်ဝေါ်လီမသိထို့ကြောင့်မှောင်ရီဖြိုးဖြတွင်သူ့ကိုမြင်လိုက်သည့်အခါဝေါ်လီသူ့ကိုကောင်းကောင်းမမှတ်မိခြင်းအလောင်းမှာချက်ချင်းမြင်မြုပ်ပြရမည့်အခြေအနေတွင်ရှိသဖြင့်စကားပြောချိန်လည်းမရအလောင်းကိုယထာကလေးတစ်စင်းပေါ်သို့တင်ကဗဒန်းသို့ယူသွားကြသည်ဗဒန်းသို့ရောက်လျင်အမြောက်တင်ယထာဖြင့်တင်ကမီးတို့မီးစည်းများဖြင့်ညာရင်းချင်းတကြိုကြရသည်အသုဘကိစ္စပြီး၍နောက်ဆုံးခရာမှုတ်ပြီးသည့်အချိန်တွင်မှဝေါ်လီနှင့်နှစ်ယောက်ချင်းစကားပြောချိန်ရတော့သည်တရင်မှုကိုပထမတွေ့မိစိတ်ကူး၏တရင်မှုဘိုးမှုကြီးကြံကင်းမှာအခြားတရင်မှဧည့်သည်အရာရှိနှစ်ယောက်နှင့်စကားပြောနေသဖြင့်တွေ့ချိန်မရသည်ထို့ကြောင့်သူ့ကိုလူများမမှတ်မိစေရန်ဇာရင်ကဝေါ်လီ၏အခန်းသို့တိတ်တိတ်ခေါ်သွားရသည်ဝေါ်လီသည်အက်ရှ်ကိုတွေ့ရသဖြင့်ဝမ်းသာသည့်တိုင်ဝိုင်ဂရန်၏အတုပပြီးကစားဖြစ်သည့်အတွက်စိတ်မကောင်းသဖြင့်ခါတိုင်းလိုရွှင်ရွှင်ပြပြမရှိလှသူအားအာဖဂန်သို့မလိုက်ရန်ပြောသည်ကိုလက်ခံဖို့မပြောနှင့်သွားမည့်ဗြိတိရှတန်ကိုယ်စားလှယ်အဖွဲ့နှင့်ပတ်သက်သည့် HE ထင်မြင်ချက်ကိုလည်းနားထောင်လိုဟန်မတူဝေါ်လီကဗြိတိရှတန်ကိုယ်စားလှယ်အဖွဲ့ကိုလွှတ်မည်ဆိုရင်ဗိုလ်မှူးကာဗက်နာရီခေါင်းဆောင်မိခြင်းကြောင့်အဆောင်တပ်ဖွဲ့တွင်မိမိခေါင်းဆောင်လိုက်ပါရမည်ဆိုသည်မှာလည်းကောလာဟာလာမျှသာဖြစ်၍တရားဝင်အကြောင်းကြားခြင်းမရှိသေးကြောင်းဖြင့်ပြောပြသည်ဗြိတိရှတန်ကိုယ်စားလှယ်အဖွဲ့သွားမယ်ဆိုတာဘီယင်ကန်ကျုပ်စီကတည်င်းကြားခဲ့ပုံရတာပဲသူခေါင်းဆောင်ပြီးသွားမယ်ဆိုရင်ကျွန်တော်ကိုအဆောင်အဖွဲ့ခေါင်းဆောင်အဖြစ်ခေါ်သွားပြီးဟိုရောက်ရင်စစ်တမ်းမှုအဖြစ်ထားမလို့လို့တော့ပြောနေတာပဲဒါပေမဲ့ဒါတွေကစောက်ဖြစ်မှကြောင်းတကားပါအကိုရဘာမှသိကြသေးတာမဟုတ်ပါဘူးအေးဒါတော့မသိဘူးကွာဒါပေမဲ့မင်းမသာမင်းလည်းအေးအေးဆေးဆေးစဉ်းစားအောင်ပေါ့ဘာစဉ်းစားရမှာလဲအကိုရအထက်ကအမိန်ပေးရင်လိုက်သွားရုံပေါ့အရင်စော်ဘွားရှားနေတော့ကဒိုပရရှတန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကပူးမှာထားဖို့တောင်းဆိုတော့သူဘာပြောခဲ့တယ်ဆိုတာမင်းမှတ်မိသေးတယ်မဟုတ်လားသူ့ပြည်သူတွေကကပူးမှာဗြိတိရှတန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ထားတာကိုဘယ်နည်းနဲ့မှသဘောကျမှာမဟုတ်ဘူးတဲ့ဘယ်နိုင်ငံသားလာနေတာကိုမှလည်းကြိုက်မှာမဟုတ်ဘူးတဲ့ဒီလိုလာနေရင်သူ့မျိုးတော်ဖြစ်တဲ့ကပူးမှာတော့မှပဲအဲ့ဒီပုံကိုယ်တွေရဲ့လုံခြုံရေးကိုသူတောင်းဝင်ယူနိုင်မှာမဟုတ်ဘူးတဲ့ဒီစကားကိုမင်းမှတ်မိသေးတယ်မဟုတ်လားဒါဟာရှားလီတယောက်တည်းရဲ့သဘောထားမဟုတ်ဘူးကွာအာဖဂန်စော်ဘွားတိုင်းရဲ့သဘောထားဒါကိုမင်းသိရလားကြပြားတို့ဘာတို့ကမင်းဖတ်ပါနဲ့နော်ဝေါ်လီအရေးတဲ့နောက်မနေစမ်းပါနဲ့ဗျာနောက်နေတာမဟုတ်ဘူးကွာတကယ်ပြောနေတာပြီးခဲ့တဲ့ပထမအာဖဂန်စစ်ပွဲအကြောင်းကိုဆက်ခဲ့တဲ့ကြပြားတွေကိုမင်းဖတ်ဖို့မှာပေါ့အာဖဂန်စစ်ပွဲမတိုင်မီတုန်းကအာဖဂန်တွေဟာအင်္ဂလိပ်တွေကိုအလွန်လေးစားခဲ့တယ်ဒါပေမဲ့ပထမအာဖဂန်စစ်ပွဲမှာတို့ကသူတို့တိုင်းပြည်ကိုအတင်းဝင်သိမ်းတော့အာဖဂန်ပြည်သူတွေဟာတို့အပေါ်မှာဘလို့သဘောထားပြောင်းသွားခဲ့တယ်လဲမင်းအသိကျူးကျော်သူအားလှန်ထားလက်နဲ့မိုးကြိုးဆက်သူခြေလက်ပိုင်းခုတ်တိုင်းချိုးဖြတ်လို့အာဖဂန်စာဆိုတွေဆက်ခဲ့တာလေခုလဲသူတို့သဘောထားမပြောင်းမှုငါညီဒီအတိုင်းပဲဒီတော့အကောင်းဆုံးကတို့ဗြိတိရှတန်ကိုယ်စားလှယ်အဖွဲ့ကိုကပူးကိုမသွားပြစ်အောင်တားရမယ်ပြန်ပြီးရုပ်သိမ်းအောင်လုပ်ရမယ်နောက်ကျသွားပြီအကိုတားလို့မရတော့ရင်လဲရွှေဆိုင်ထားအောင်လုပ်မယ်ကွာတို့အဓိကလုပ်ဖို့ကတန်အဖွဲ့လှုပ်ဖို့မဟုတ်ဘူးကွာဒါကတလောက်အရေးမကြီးပါဘူးအရေးကြီးတာကတို့ကိုအာဖဂန်စော်ဘွားနဲ့တကွအာဖဂန်ပြည်သူတွေကယုံကြည်လာအောင်ကိုးစားလာအောင်ချစ်ကြည်လာအောင်လုပ်ဖို့အိန္ဒိယကိုသိမ်းတယ်လို့သူတို့တိုင်းပြည်ကိုလည်းသိမ်းပါလားလို့စိုးရိမ်နေတဲ့စိုးရိမ်မှုတွေကိုပျောက်အောင်လုပ်ဖို့ကွဘီယင်ကန်ကျုံနဲ့တကွဘုံမှုကာဗန်နာရီတို့လိုလူတွေနားဝိအောင်ပြောနိုင်ရင်သူတို့အမြင်ပြောင်းလာရင်နောက်မကျသေးပါဘူးအချိန်မီပါသေးတယ်ခုအချိန်ဟာဓားကိုဘေးချပြီးချစ်ကြည်ရေးစကားပြောရမယ့်အချိန်ဒီမှာငါပြောလိုက်မယ်ဝေါ်လီမင်းဘုံမှုကာဗန်နာရီဟာတန်ကိုယ်စားလှယ်အဖွဲ့ကိုခေါင်းဆောင်ပြီးကပူးကိုသွားမယ်ဆိုရင်အရှင်ပြန်ရောက်လာမှာမဟုတ်ဘူးသူတွေမကဘူးသူနဲ့ပါသွားတဲ့မင်းတို့တွေအားလုံးနဲ့ခေါင်းပြက်ပြီးပြန်လာကြမှာအဲ့ဒါကိုတော့ငါပြောလိုက်ပါပြီရဲ့ဝေါ်လီကစိတ်မရှိနိုင်တော့ပဲတော်စမ်းပါဗျာခုဆိုကယခုတန်ကိုယ်စားလှယ်အဖွဲ့သည်နှစ်ဖက်သဘောတူ၍သွားရသည့်အဖွဲ့ဖြစ်ကြောင်းအာဖဂန်စော်ဘွားကလည်းသဘောတူပြီးသားဖြစ်ကြောင်းဖြင့်ပြောပြသည်ဟေးသဘောတူတယ်ဆိုတာတူကျင်လို့တူတာမဟုတ်ဘူးအကြက်ကင်လို့တူရတာမင်းသိရလားဒါကိုသူ့ပြည်သူတွေကလက်ခံတယ်လို့ထင်ရင်မင်းလည်းမလွယ်တော့ဘူးအာဖဂန်တွေဟာဟိုတုန်းကလည်းအင်္ဂလိပ်ကိုမုန်းခဲ့တယ်ခုလည်းမုန်းနေတော့မယ်ခုစစ်ပွဲပြီးသွားတဲ့အခါကျတော့တို့ကိုအရင်ကထက်တောင်ပိုပြီးမုန်းလာသေးတယ်အာဖဂန်စော်ဘွားရဲ့ဆန္ဒကအရေးမကြီးဘူးကွာအရေးကြီးတာကအာဖဂန်ပြည်သူတွေရဲ့ဆန္ဒအဲ့ဒါကိုရောမင်းသိရလားဒါကြောင့်မို့ဂန်ဒမတ်ကွန်ဖရင့်ကိုလာခဲ့တော့ကစော်ဘွားဟာပြည်သူတွေရဲ့သဘောထားအတိုင်းသူတို့မြေတလက်မကိုမှမပေးနိုင်ဘူးခံတိုက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့လာပြီးစကားပြောတာနောက်ဆုံးဘုံမှုကာဗန်နာတွေကဘယ်သူမှမပါပဲနှစ်ယောက်ချင်းကျိတ်ဆွေးနွေးပြီးတော့မှ
ကျွန်တော်ကိုဒါတွေပြောမနေပါနဲ့ဗျာအဲ့ဒီတော့ကကျွန်တော်ရှိပါတယ်ဘုံမှုကဗနာတွေကပြောင်ပြောင်ပဲပြောတာပါဝေါ်လီကပြောသည်ဟုတ်လားငါတို့ဒီလိုမထင်ဘူးကွဘုံမှုကဗနာတွေဟာအာဖဂန်စော်ဘွားကိုချင်းချောက်တာဖြစ်ရမယ်စော်ဘွားကိုသူ့တောင်းဆိုချက်တွေလက်ခံအောင်အတင်းအကျပ်ကင်တာပဲဖြစ်ရမယ်ဘာလဲမင်းမယုံဘူးလားဒီအတိုင်းလုပ်တာပါကွမယုံရင်မင်းဘုံမှုကဗနာတွေကိုကိုယ်တိုင်မေးကြည့်ပေါ့သူကလည်းညင်းမှာမဟုတ်ပါဘူးအေးလေခုတော့လေသူပြောချင်မှပြောမယ်ပေါ့ဒီနည်းအတိုင်းလုပ်ရင်တော့ဘုံမှုကဗနာတွေဟာစော်ဘွားရဲ့မိတ်ဆွေဘယ်တော့မှမဖြစ်နိုင်ဘူးဗြိတိရှတွေသူတို့တိုင်းပြည်ကိုလာတာမကြိုက်တဲ့အာဖဂန်လူထုတွေကတော့မပြောနဲ့တော့သူတို့အမြင်မှာတန်ကိုယ်စလဲအဖွဲ့ရောက်လာတာဟာသူတို့ပြည်ကိုသိမ်းပိုက်ဖို့ရှေ့တော်ပြည်ရောက်လာတာလို့ပဲမြင်နေတော့တို့ကိုဘယ်လိုလုပ်ပြီးအကောင့်ထင်နိုင်မှာလဲအိန္ဒိယပြည်မှာအရှိအိန္ဒိယကုမ္ပဏီရဲ့ကုန်တိုက်ခွဲကလေးဖွင့်ခဲ့တာဟာအိန္ဒိယပြည်ကြီးကိုသိမ်းဖို့ရှေ့တော်ပြည်ဖြစ်ခဲ့တယ်ဆိုတာသူတို့မြင်ခဲ့ကြပြီးပြီဝေါ်လီကအာဖဂန်လူမျိုးများသည်ဗြိတိရှကိုယ်စားလှယ်အဖွဲ့ကိုလက်ခံရတော့မည်သားဖြစ်ကြောင်းဗြိတိရှတန်ကိုယ်စားလှယ်အဖွဲ့သည်အစပထမတွင်လူထုကသဘောကျအောင်မည်မဟုတ်သည့်တိုင်တန်အဖွဲ့ဝင်ကိုယ်စားလှယ်များကကောင်းကောင်းမွန်မွန်နေထိုင်ဆက်ဆံကြသည်ဆိုရင်အာဖဂန်လူမျိုးများကချစ်ကြည်စွာဆက်ဆံကြမည်ဖြစ်ကြောင်းဖြင့်ပြောပြသည်စိတ်ချပါအကိုကျွန်တော်တို့တွေအကောင်းဆုံးဖြစ်အောင်နေထိုင်ဆက်ဆံကြမှာပါဘုံမှုကဗနာရီဟာတစ်ဖက်သားကိုစီယုံသိမ့်သွင်းတဲ့နေရာမှာအင်မတန်ကျွမ်းကျင်တဲ့လူပါမင်းမနေပြီဝေါ်လီဟုတ်ပါတယ်ဘုံမှုကဗနာရီဟာတခါတော့ကတော့စီယုံသိမ့်သွင်းတဲ့နေရာမှာတော်တော်ပါတဲ့လူတစ်ယောက်ပါပဲဒါပေမဲ့အာဖဂန်စော်ဘွားကိုသူအနိုင်ကျင့်ချင်းချောက်လိုက်ပြီးဆိုကြတဲ့ကသူ့မှာအင်မတန်ကောင်းတဲ့မဟာမိတ်တူဆုံးရှုံးသွားပြီကွရာကုတ်ခန်ဆိုတဲ့လူဟာစော်ကားတာကိုခေါင်းငုတ်ခံမဲ့လူစားမျိုးမဟုတ်ဘူးမင်းစောင့်ကြည့်ပါရာကုတ်ခန်ဟာသူ့ကိုတိတ်ပြီးအကူအညီပေးတော့မှာမဟုတ်ဘူးသူ့ကွယ်ရမှာသူ့ကိုမကောင်းမကြံရင်တောင်ကံကောင်းဒီမှာဝေါ်လီငါပြောတာကိုမင်းမယုံမရှိနဲ့အဲ့ဒီတိုင်းပြည်မှာငါအကြာကြီးနေခဲ့ပြီးပြီအာဖဂန်လူမျိုးတွေဘလို့သဘောထားတွေရှိပြီးဘာတွေပြောနေကြတယ်ဆိုတာကိုလည်းငါကြားခဲ့သိခဲ့ပြီးပြီအာဖဂန်လူမျိုးတွေဟာဗြိတိရှတန်ကိုယ်စားလှယ်အဖွဲ့ကိုလက်မခံကြကြဘူးသူတို့လည်းမျိုးကိုအညှက်ခံမှာမဟုတ်ဘူးအဲ့ဒါသိသေးကြတယ်ဝေါ်လီကစိတ်ဆိုးဆိုးဖြင့်ဒါကတော့သူတို့ကန်ဆိုးတာပေါ့သူတို့အလိုရှိသည်ဖြစ်စေအလိုမရှိသည်ဖြစ်စေကျွန်တော်တို့တန်ကိုယ်စားလှယ်အဖွဲ့ကတော့တွားရမှာပဲခုကျွန်တော်တို့ကိုင်ပါတောင်ကြားနဲ့ကူရန်တောင်ကြားမှာခက်ဆက်ဆက်ကလေးဆုံးမလိုက်တော့သူတို့စစ်ပင်ငင်းရင်လုပ်ခဲ့ရပြီမဟုတ်လားဒီတော့အဲ့ဒီမှာခဏနာကလေးခံလိုက်ရတဲ့အကိုရဲ့အာဖဂန်စစ်တပ်ဟာလည်းခုလောက်ဆိုသင်ငန်းစာကောင်းကောင်းရနေပါပြီဗျနောက်ထပ်ဆေးကားကြီးတစ်ခွက်ကိုမတော့ရဲတော့ပါဘူး SD ကလထိုင်လက်ကင်ကိုတင်းကျပ်စွာစုပ်ကင်ထားလိုက်ရင်ဝေါ်လီကိုမျက်လုံးပြူးကြီးဖြင့်ကြည်ငြိမ်မိသည်အတန်ကြာမှထိမ့်ချုပ်ထားရသည့်လေတံဖြင့်အာဖဂန်လူမျိုးများသည်မိသည့်သင်ငန်းစာကိုမျှမရသေးကြောင်းသူတို့ကိုယ်သူတို့စစ်ရှုံးသည်ဟုလည်းမထင်သေးကြောင်းဖြင့်ပြောပြသည်ဒီမှာဝေါ်လီခုတက်မှုနဲ့ငါလာတွေ့တာဟာဒီအကြောင်းတွေကိုပြောဖို့လာတွေ့တာမင်းတို့ကအာဖဂန်ကြီးဟာဝတ်သွားပြီးကြောက်သွားပြီးလို့ထင်နေကြတယ်ခုတာကစ္စတန်မှာဘာဒရှန်မှာစော်ဘွားကိုစန့်ကျင်ပြီးတပုံထနေကြတယ်ခုဒိုးနဲ့တိုက်လို့ရှုံးသွားတဲ့စစ်တပ်တွေကိုအဲ့ဒီတပုံတွေကိုနှိမ်နှင်းဖို့လွှတ်လိုက်ပြီးအဲ့ဒီတပ်တွေနေရာမှာစော်ဘွားဟာနောက်ထပ်တပ်သစ်တွေကိုဖွဲ့နေတယ်အဲ့ဒီတပ်သစ်တွေဟာစီကန်းညူပါလို့ရှိရတပ်မဟုတ်ဘူးဗြိတိရှတွေဘလောက်အားကောင်းတယ်ဘလောက်တိုက်ခိုက်ရေးတော်တယ်ဆိုတာကိုလည်းသိတဲ့ကောင်တွေမဟုတ်ဘူးသူတို့တပ်တွေတခါကကင်ပါတောင်ကြားမှာအရေးနှိမ်လာခဲ့တယ်ဆိုတာကိုလည်းသိတဲ့ကောင်တွေမဟုတ်ဘူးသူတို့သိတာကသူတို့အာဖဂန်လူမျိုးတွေဟာကျူးကျော်သူအစဉ်အဆက်ကိုတိုက်ခိုက်အောင်ပွဲခံနိုင်ခဲ့တယ်ဆိုတာလောက်ပဲသိကြတယ်ပြီးတော့ပိုဆိုးတာကဒီကောင်တွေဟာလကတပြားမှရကြတာမဟုတ်ဘူးအာဖဂန်စော်ဘွားကလည်းသူ့ငွေတိုက်ထဲမှာလကပေးစရာငွေမရှိတော့ဘူးလို့ပြောထားတယ်ဒီတော့ဒီကောင်တွေဘာလုပ်တယ်လဲရွာတွေကိုဝင်လို့တယ်ကွအမှန်ကတော့အာဖဂန်စော်ဘွားရဲ့လက်ရှိစစ်တပ်ဟာသူ့အဖို့လည်းအန်ရီကိုလွယ်ထားရတာနဲ့အတူတူပဲသူ့အဖို့ဒီလိုစစ်တပ်မျိုးရှိမဲ့အစားဘာမှမရှိတာကတော့ကောင်းနေအောင်မယ်လို့ငါထင်တယ်ခုတောင်အာဖဂန်စော်ဘွားဟာသူ့တပ်ကိုသူထိန်းချုပ်လို့မရကြတော့ဘူးဒီလိုအခြေအနေမျိုးမှာတို့ကကဘူးမှာဗြိတိရှတန်ကိုယ်စားလှယ်အဖွဲ့ကိုတွားထားပြီးအာဖဂန်စော်ဘွားဟာတိုင်းပြည်ကိုရေဝတ်ပြပြစွာအုပ်ချုပ်နိုင်လိမ့်မယ်လို့ထင်ရင်တို့လောက်မိုင်လုံးကြီးရဲ့လူရှိမှာမဟုတ်တော့ဘူးအာဖဂန်လူမျိုးဟာတရားဥပဒေစိုးမိုးရေးကိုလက်မခံတော့ဘူးကွအဲ့ဒါမင်းသိရလားဗိုလ်မှူးကာဗတ်နာရီသည်ကဘူးတွင်လွှတ်ထားသည့်အထောက်တော်များထံမှထိုအကြောင်းများကိုကြားပြီးဖြစ်မည်မှာတေချာကြောင်းဖြင့်ဝေါ်လီကပြောပြ၏အရှ်ကလည်းထိုအချက်ကိုလက်ခံသည်ဒါပေမဲ့ခက်တာကသူ့အထောက်တော်ရေးဆိုတာကခုလာပြီးခုပြန်သွားတာကွတကယ်အခြေအနေကိုသိဖို့ဆိုတာအာဖဂန်မှာလာပေါင်းများစွာနေပြီးအာဖဂန်လူထုတွေရဲ့တကယ်အတန်ကိုနားထောင်နိုင်မှသိရတာအာဖဂန်လူထုကိုအကဲခက်ရတာဟာရေကိုအကဲခက်ရတယ်လို့ပဲတည်ကြည်ငြိမ်ငြိမ်ရှိရမဟုတ်ဘူးအမြဲတမ်းရွေ့ရှားနေရရန်အိုးတွေအပြည့်တင်ထားတဲ့လှဲကြီးလိုအင်မတန်နဲ့အငြိကြီးတယ်
ဒီလောက်စီးကမ်းမဲ့ပြီးလာစာဆိုလို့တပြားမှမရတဲ့စစ်တပ်တက်မှာစင်ကျင်ုံတရားရှိမယ်လို့မျှော်လင့်လို့မရဘူးပြီးတော့စစ်ပြေငြိမ်းရေးလို့တက်တွေဆုတ်သွားတာကိုလည်းသူတို့ကစစ်ရှုံးလို့ဆုတ်သွားတာလို့ထင်နေတယ်ကွသူတို့တိုင်းပြည်ကိုဝင်တိုက်တဲ့ဗြိတိရှကျူးကျော်သူတွေဟာစစ်ရှုံးပြီးအမိခုတ်ပြေးရတယ်လို့သူတို့ထင်နေကြတယ်ဒါကြောင့်မို့သူတို့စော်ဘွားဟာကဘူးမှာဘာမဟုတ်တဲ့ဗြိတိရှလူမျိုးတဆုပ်စာလောက်ကိုဘာကြောင့်လက်ခံရတယ်လဲဆိုတာနားမလည်နိုင်အောင်ဖြစ်နေကြတယ်အာဖဂန်စော်ဘွားကတို့တန်ကိုယ်စလဲအဖွဲ့ကိုလက်ခံလိုက်တာဟာသူပြော့ညံ့လို့သူအားနည်းလို့ထင်ပြီးစော်ဘွားကိုအထင်သေးလာကြတယ်အဲ့ဒါတို့အတွက်မကောင်းဘူးဝေါ်လီသည်ဇပွဲတစ်လုံးစီသို့ရှောက်သွားကဇပွဲပေါ်တွင်တင်ပလွှဲထိုင်လိုက်ရင်ပြရင်းပေါက်မှနေ၍အပြင်ဘက်မှလာရောင်ရှုံးမြသောညကိုငေးကြည့်နေသည်ဘုံမှုဝိုင်ဂရန်ကကျွန်တော်ကိုပြောဘူးတယ်အကိုဟာကိုဘယ်နေရာရောက်နေတယ်ဆိုတာကိုမသိဘူးတဲ့ကိုကဘာလောကဟာဘယ်ကဘာလောကလဲဆိုတာကိုလည်းမသိဘူးတဲ့ဒါပေမဲ့ကျွန်တော်ကတော့ဘုံမှုဝိုင်ဂရန်နဲ့သဘောမတူဘူးအကိုဟာကိုဘယ်နေရာရောက်နေတယ်ဆိုတာကိုသိပါတယ်တကယ်ကတော့အကိုဟာနေရာရွေးပြီးဘက်ရွေးပြီးပြီအကိုဟာကျွန်တော်တို့ဘက်မှာရှိတာမဟုတ်ဘူးသူတို့ဘက်မှာရောက်နေတာအက်ရှ်ကညီတို့မျှမပြောအတန်ကြာနေဝေါ်လီကဆက်၍ဒါပေမဲ့နောက်ဆုံးကြရင်တော့အကိုဟာကျွန်တော်တို့ဘက်ကိုရောက်လာရမှာပါကျွန်တော်ထင်တာကကဲပါအကိုရဒါတွေပြောမနေပါနဲ့တကယ်ကတော့အကိုဟာပြဿနာကိုအာဖဂန်လူမျိုးတွေရဲ့အမြင်နဲ့ကြည်ညီသမျှကာလပတ်လုံးကျွန်တော်တို့နဲ့သဘောတူမှာမဟုတ်ပါဘူးကျွန်တော်ကလည်းကျွန်တော်တို့အမြင်နဲ့မြင်နေမှာပဲကျွန်တော်တို့အမြင်ဆိုတာထက်ဘုံမှုကာဗက်နာတွေနဲ့အင်ကြီးရဘီရင်ကန်ကျုပ်လစ်တန်ရဲ့အမြင်လို့ပြောပါကွာဝေါ်လီကပခုံးကိုတွန်းလိုက်ရင်ဒါကတော့အကိုထင်နေတယ်လို့ထင်ပေါ့လေငါထင်တာမဟုတ်ဘူးဝေါ်လီမင်းဖြစ်နေတာဘာကျွန်တော်ဖြစ်နေတာဟုတ်လားဟုတ်ချင်လဲဟုတ်မှာပေါ့ကျွန်တော်ကတော့အာဖဂန်လူမျိုးတွေအကြောင်းကိုအကိုလောက်မသိဘူးဒါပေမဲ့ဒီလူမျိုးဟာအားနေတာကိုမကြိုက်ဘူးပြော့ညံ့တာကိုမကြိုက်ဘူးဆိုတာလောက်ကိုတော့အကိုပြောလို့ကျွန်တော်သိရတယ်အေးလေအကိုအမြင်တွေဟာမှားချင်မှားမယ်မှန်ချင်လဲမှန်မယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့သူတို့ကိုသွားတိုက်ခဲ့တယ်နိုင်ခဲ့တယ်ဒါကတော့တကယ်ဖြစ်ရပဲမဟုတ်လားဒါကြောင့်သူတို့စော်ဘွားဟာကန်တမတ်ကိုအပြေးအလွှားရောက်လာပြီးကျွန်တော်တို့နဲ့စစ်ပြေငင်းရေးစာချုပ်ချုပ်ခဲ့ရတယ်မဟုတ်လားအဲ့ဒီစာချုပ်ထဲမှာပါတဲ့အရေးအကြီးဆုံးအချက်ကကျွန်တော်တို့ကိုယ်စားလှယ်အဖွဲ့တစ်ခုကိုကဘူးမှာထားရမယ်လို့ပါတယ်ဒီတော့ကောင်းတယ်မကောင်းဘူးဆိုတာကိုကျွန်တော်အကိုနဲ့မငင်းကျင်တော့ပါဘူးကျွန်တော်ကနိုင်ငံရေးသမားလည်းမဟုတ်ဘူးခုနေကြမှာကျွန်တော်တို့ကတန်ကိုယ်စားလှယ်အဖွဲ့ကိုမထားတော့ဘူးဆိုရင်ကျွန်တော်တို့ဟာအောင်နိုင်သူအနေနဲ့ကိုရတဲ့အခွင့်အရေးကိုတောင်မယူရဲတဲ့လူကြောက်တွေလို့ထင်သွားမှာပဲသူတို့တွေမကဘူးကျွန်တော်တို့နေကြားဆောင်တပ်သားတွေကလည်းတန်ကိုယ်စားလှယ်အဖွဲ့ကလေးတောင်မှမထားရဲကောင်းလားဆိုပြီးကျွန်တော်တို့ကိုအထင်သေးကြတော့မှာပဲမယုံရင်ဇာရင်တို့အဝါရှားတို့ကမာတင်တို့ဆိုတဲ့တပ်သားတွေကိုမေးကြည့်ပါလားသူတို့အဖြေကိုကြားရင်အကိုအံ့အားသင့်သွားမယ်အံ့အားမသင့်ပါဘူးမောင်ရသူတို့ကလည်းမင်းလိုပဲမြင်ကြမယ်ဆိုတာငါသိပြီးသားပါအမှန်ကတော့သူများအထင်သေးမှဆိုလို့တိတ်ဆဲပြီးလောက်ရတာမျိုးဟာရေစရာကောင်းပါတယ်ကွာဒီလိုတိတ်ဆဲခဲ့ကြလို့ငါတို့မှာသွေးတွေမြေကျခဲ့ရပြီမဟုတ်လားငါတို့အသက်တွေပေးခဲ့ရပြီမဟုတ်လားငါတို့ဟာတိတ်ဆဲနေကြတာနဲ့အမှန်တွေစင်ကြင်တုံတရားတွေတရားမျှတမှုတွေကိုဘေးချိတ်ခဲ့ကြပြီမဟုတ်လားကိုလုတ်တဲ့အလုပ်ဟာမယူရဲကြရရောက်တယ်တစ်ဖက်စင်းချင်းဖြစ်တယ်အန်ရယ်များတယ်ဆိုတာတွေကိုသိရတာနဲ့တိတ်ဆဲယုံတိတ်ခါဆဲယုံကလေးအတွက်ဒါတွေကိုလုပ်ခဲ့ကြပြီမဟုတ်လားခုကိစ္စကတော့လုံးဝကိုမလိုအပ်ပါဘူးကွာဝေါ်လီကပြုံးလိုက်ခါမလိုအပ်ဘူးတွေပါနေပြောမနေပါနဲ့အကိုရမတရားဘူးလို့တဲ့ပဲပြောလိုက်ပါကဲတော်ပါတော့ဒါတွေရှောက်လို့မနေပါနဲ့တော့တန်ကိုယ်စလဲအဖွဲ့ကိုမလွတ်ဖို့သွားတာရင်လေအချီအညှိပဲညီမှာပါပဲငါလည်းထင်ပါတယ်ဒါပေမဲ့ဘုံမှုဝိုင်ဂရန်မကြာခဏပြောဘူးသလိုစူးစမ်းတော့ကြည့်ရအောင်ပါပေါ့တမှုကိုအခြေအညီကိုအပြည့်အစုံတင်ပြမယ်တမှုသဘောပေါက်သွားတယ်ဆိုရင်ဘုံမှုကာဗက်နာရီနဲ့ရှေ့တန်း policy ဆရာတွေကိုလည်းနားဝေအောင်ပြောချင်ပြောနိုင်မှာပေါ့ဒါပေမဲ့ပြောလို့သာပြောရတာပါလေတမှုကိုသဘောပေါက်အောင်ပြောနိုင်အောင်စင်မလာကဆရာကြီးတွေကိုတော့သဘောပေါက်အောင်ပြောနိုင်မယ်မထင်ပါဘူးဝေါ်လီကရည်သည်ရဝါပင်ကြီးတွေနေခဲ့စဉ်ကပျော်ရွှင်အပူပင်ကင်းမဲ့သည့်ယုံမျိုးကိုထိုနေ့ညတွင်ပထမဦးဆုံးအကြိမ်ပြန်၍မြင်ရခြင်းဖြစ်၏အကိုဟာတော်တော်အပြောရခက်တဲ့လူတကယ်ကတော့သူတို့လည်းအခြေအနေတွေကိုသိတဲ့လောက်သိပြီးသားပါဘုံမှုကာဗက်နာတွေကိုအကိုကိုယ်တိုင်လည်းမတွေ့ရသေးလို့ပါမယုံရင်ကြည့်ပါကဘူးကိုကျွန်တော်တို့ရောက်ပြီးတလလောက်အတွင်းမှာအာဖဂန်တွေဟာကျွန်တော်တို့အပေါ်မှာသဘောထားပြောင်းလာကြမှာပါဒါမျိုးကိုဘုံမှုကာဗက်နာတွေလုပ်တတ်ပါတယ်သူစီယုံနိုင်ရင်အာဖဂန်လူမျိုးတွေဘာခံနိုင်မှာလဲမယုံရင်အကိုစောင့်ကြည့်ပါအင်းပေါ်လေးကြည့်ရအောင်ပါပေါ့
နေစမ်းမအောင်အကိုလည်းကဘူးကိုပြန်ပါဆိုဘရော့လောက်ပြန်မယ်စိတ်ကူးတယ်လေအဖိုးကြီးတမူးနဲ့တွေ့ပြီးရင်ပြန်မှာပဲမညက်ဖြန်လောက်ဆိုရင်တော့ကိစ္စပြီးလိမ့်မယ်ထင်တာပဲဒီမှာကိုညီလို့လည်းဘာအကြောင်းထူးမှလဲထူးမှလားဘာထူးရမှာလဲကျွန်တော်ကိုတန်အဖွဲအဆောင်အဖြစ်လိုက်သွားဖို့တာဝန်ပေးရင်မလိုက်အောင်ဆွေးနွေးကျင်သေးလို့လားဒီလိုဆိုရင်တော့ဘာမှထူးမှာမဟုတ်ဘူးအကိုကျွန်တော်လိုက်မှာပဲလိုက်ရမယ်မလိုက်ရဘူးဆိုတာဘရော့လောက်သိရမယ်ချင်တယ်လေဘုံမူကာဗက်နာရီစင်မလာကပြန်လာရင်သိရမှာပဲခုသူဒီမှာမရှိဘူးပေါ့ဟုတ်တယ်မရှိဘူးခိုင်မာတောင်ကြားကဆင်းလာကြတဲ့ကဒီကိုတောင်မဝင်တော့ဘူးစင်မလာကိုတောက်လျှောက်သွားနေတာပဲဘုံမူကြီးစံဘရောင်းနဲ့ပါသွားတယ်အာဖဂန်စော်ဘွားယာကော့ခန်ကိုစစ်ပြေငင်းရေးစာချုပ်ချုပ်လာအောင်အနိုင်ကျင့်နိုင်ခဲ့တဲ့အတွက်ဘွယ်ဒူးဂုံဒူးတွေတွားယူရဲဆိုပါတော့ကွာဆာလူဝီကာဗက်နာရီ KCSI ဘာညာဆိုတဲ့ဘွယ်ဒူးတွေတတိတန်းကြီးရမှာပေါ့H လောင်တန်ကြောင့်ဝေါ်လီသည်အငဲငယ်စိတ်တူသွား၏ဒါပေါ့ဗျသူရတဲ့လို့ရတာပဲဘာပြောစရာရှိတယ်လဲဟုတ်ပါပြီလေကိုကလည်းဘာမှမပြောပါဘူးဒါပေမဲ့ကဘူးကိုဗြိတိရှတန်ကိုစလဲအဖွဲ့မလွတ်အောင်ဘေကန်ကျုပ်ကိုမတားနိုင်ခဲ့ရင်ယာကုတ်ခန်ကိုသူ့တိုင်းပြည်မှာတရားဥပဒေစိုးမိုးထူထောင်နိုင်သည့်အထိတန်အဖွဲ့ကိုမလွတ်သေးပဲထားဖို့မတားနိုင်ခဲ့ရင်တော့မင်းလူဘိုးမှုကာဗက်နာရီဟာကိုယ်သေးတွင်ကိုတူးတာနဲ့အတူတူပဲမင်းလိုက်လာလဲဆိုရင်မင်းလည်းမင်းသေးရင်းကိုမင်းတူတာနဲ့အတူတူပဲကျန်တဲ့တပ်သားတွေလည်းထိုးနီး၎င်းမယ်နေစမ်းမအောင်ဘယ်သူတွေလိုက်ရမယ်ဆိုတာကိုရွေးပြီးပြီလားတရားဝင်တော့မရွေးရသေးပါဘူးဒါပေမဲ့လူကြီးတွေကောင်းတဲ့မှာတော့ရွေးပြီးတဲ့လောက်ဖြစ်နေပါပြီဘာဖြစ်လို့မေးရလဲဇာရင်ပါသလားမပါဘူးလားဆိုတာငါသိချင်တယ်ကွာကျွန်တော်သိတဲ့လောက်တော့မပါသေးဘူးအဝါရှားလည်းမပါသေးဘူးအခုလူတွေတဲကတော့တယောက်မှမပါသေးဘူးမင်းကလွှဲရင်ဆိုပါတော့ဝေါ်လီကရွှင်လန်းစွာဖြင့်ကျွန်တော်အတွက်တော့စိတ်ချပါဘာမှမပူပါနဲ့ကျွန်တော်ကကန်ဆာတာအလွန်ကောင်းတဲ့ကောင်အကိုအတွက်ကိုပဲအကိုပူစမ်းပါဒီပြင်လူတွေတက်လိုက်ပူမညီစမ်းပါနဲ့ကိုလူတွေကိုစိတ်မချလို့သူတို့ကိုကယ်ဆယ်ဖို့အာဖဂန်မှာနေတယ်ဆိုရင်တော့မနေပါနဲ့အကိုကြိုက်တဲ့အချိန်ပြန်လာပါအဖိုးကြီးနဲ့တွေ့ရင်သာအကိုဒီကိုပြန်ကျင်တဲ့အကြောင်းပြောခဲ့ရုံပဲ SD ဝေါ်လီကိုစိုက်ကြည့်လိုက်၏တစုံတရာပြောလိုက်မည်ပြုပြီးမှမပြောတော့ဘဲအရှိန်တက်လိုက်သည်အကယ်၍ဗြိတိရှတန်ကိုစလဲအဖွဲ့ကကဘူးသို့ထွက်မည်ဆိုရင်ဘယ်တော့ထွက်မည်ဆိုသည်ကိုသာမေးလိုက်သည်ထွက်ဖြစ်တာပေါ့ထွက်ဖြစ်တာကတော့မေးမနေနဲ့တရားမင်းကြီးနားကင်းနဲ့စဉ်းတာတော့မရဘူးဘုံမှုကာဗက်နာရီစင်မလာကပြန်လာတာနဲ့တပြိုင်နက်ထွက်မှာပဲဒါပေမဲ့ဘယ်ညစ်ပဲရဲဆိုတာတော့တေချာပေါက်မပြောနိုင်သေးဘူးဘရင်ခံကျုပ်နဲ့တွေ့ပြီးဘလို့အစီအစဉ်များပြောင်းအောင်မလဲမပြောတတ်ဘူးအေးမသွားဖြစ်ပဲစိတ်ကူးပြောင်းရင်လည်းကောင်းတာပေါ့ကွာသူတို့စိတ်ကူးပြောင်းသွားပါစေလို့ပဲဆုတောင်းပါတယ်ကဲသွားမယ်မင်းကိုနောက်ထပ်ဘယ်တော့မှတွေ့ရလိမ့်မယ်လို့မပြောနိုင်သေးဘူးကဘူးမှာတော့မတွေ့ပြရစေနဲ့လို့ဆုတောင်းပါတယ်Ash ကလက်ကိုကန်ပေး၏ဝေါ်လီကသူ့လက်ကိုဖြစ်ညှစ်ဆုပ်ကန်လိုက်ရင်ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့အကိုရာဒါပေမဲ့တော်တော်နဲ့တော့တွေ့ရအောင်မယ်မထင်ဘူးအကိုကဘယ်လိုပြောပြောတွေ့ချင်းတွေ့ရင်ကဘူးမှာပဲတွေ့ကြတယ်ကဘူးကိုသွားရမယ်ဆိုရင်ကျွန်တော်ဘယ်နှလုံးညင်းနိုင်မှာလဲအကိုတသက်မှာဒီလိုအခွင့်အရေးမျိုးကြုံခဲ့ပြီချင်းကံကောင်းရင်ဝေါ်လီတို့ယာဒူတို့အောင်မယ်ဒီလိုဆိုရင်ကျွန်တော်ဖြစ်ချင်တဲ့စစ်သူကြီးနဲ့တစ်ထစ်နီးသွားတာပဲမဟုတ်လားအကိုကျွန်တော်ကိုဒီလိုဖြစ်စေချင်တယ်မဟုတ်လားဒီတော့သွားတော့မယ်လို့နှုတ်မဆက်ပါနဲ့အကိုရာကဘူးမှာတွေ့ကြရအောင်လို့ပြောစမ်းပါနောက်တနေ့မနက်တွင်သူနှင့်ဝေါ်လီတို့စကားပြောခဲ့ကြပုံကိုဇာရင်အားပြန်ပြောသည့်အခါတွင်ဇာရင်မှလည်းဝေါ်လီနှင့်တသားလည်းဖြစ်နေသည်သူပြောသမျှစကားများသည်အရာမထင်ဇာရင်ကိုပြောနေသည်မှာလူစိမ်းတစ်ယောက်ကိုပြောနေရသည်နှင့်ဇာရင်ကကျွန်တော်တို့တွေဟာကလေးလေးတွေမဟုတ်တော့ဘူးသခင်ဆက်လူကြီးတွေဖြစ်နေပြီပဲကိုတော့စောင့်ရှောက်နိုင်ကြတဲ့လူလေးကြီးပါအဝါရှားလဲတမူးနဲ့တွေ့ပြီးပြီတမူးကသခင်ဆက်ကိုနေ့လယ်စာစားပြီးချိန်မှာတွေ့မယ်တဲ့ဇာရင်သည်သူနှင့်မျက်လုံးချင်းမဆိုင်နေ့လယ်နာရီပြန်နှစ်ချက်တွင်တမူး၏ရုံငန်းသို့လာခေါ်မည်ယခုတာဝန်တွေရှိသည်ဆိုကအပြင်သို့ထွက်သွား၏ကဘူးသို့ပြန်မထွက်ခင်အေးရေးဝဝအိတ်ရန်လည်းပြောသွားသည်တို့ရာတွင် Ash အိတ်၍မပြောညင်တက်လိုင်းထဲတွင်ရှိသည့်ဇာရင်၏အုတ်တိုက်ခန်းကလေးထဲတွင်ပူလောင်အိုက်ဆက်လျက်ရှိ၏သူ့ကောင်းထဲတွင်အတွေးတွေချချလဲလျက်သူ့တွင်တွေးစရာတွေတပုံအရေးကြီးသည့်ဆုံးဖြတ်ချက်ချစရာတွေမနေတခါကနှိကွေးစွာကုံလွန်သွားခဲ့သည့်နှစ်ကာလများသည်ယခုတရိပ်ရိပ်ကုံဆုံးသွားသည်နှင့်ဘူတာမထွက်ဆတွင်တန်လန်းအဆက်တွေလမ်းစုံတွေကိုဖြတ်နေရသဖြင့်ဖြည်းဖြည်းကလေးခုတ်ရပြီးတဖြည်းဖြည်းဝေးလာသည်နှင့်အရှိန်ရလာကတဝေါဝေါခုံမောင်းနေသည့်မိရထားတစ်စင်းနှင့်နှစ်များသည်လည်းအစတွင်ဖြည်းဖြည်းလေးကုံဆုံးနေသည့်တိုင်နောက်ပိုင်းတွင်ပြင်းပြန်စွာကုံဆုံးသွားကြသည်Ashသည်အုတ်တိုက်ကျန်းရွှွန်ကိန်းကလေးပေါ်တွင်တင်ပြင်းခွေထိုင်ကဖြူဖွေးသောညံရံကိုစူးစိုက်ကြည့်ရင်သူ့မျက်စိထဲတွင်ဇာရင်ပေါင်းများစွာကိုမြင်လာသည်
ဟဝါမဟာခေါ်လေညင်းတာဟော်နန်းတွင်ရှိစဉ်ကကိုတာတက်ဤမြင်းဆောင်တွင်သူပထမဆုံးတွေ့ခဲ့ရသည့်စာတွင်ယောက်ျားကြီးတစ်ယောက်လိုမြင်းစည်းကျွမ်းကျင်၍တညက်ပြစ်လက်ဖြောင်သောအရက်မြင့်မြင့်ထောင်ထောင်မောင်းမောင်းနှင့်လူပြိုပေါက်ကလေးစာတွင်ရဲရင်ချင်းခန္ဓာချင်းချစ်ခင်ညှစ်လိုပွဲကောင်းခြင်းစသည့်အရေးချင်းတို့စုဝေးပေါင်းစည်းနေသည့်စာတွင်နေသားဆောင်မြင်းတက်ဖွဲ့သို့ဝင်ရန်ဂူးကုတ်မှမြင်းကျစည်းဖြင့်ထွက်သွားသည့်တုံးတိုက်တိုက်ကန်းတိုက်တိုက်လုံမြည်စာတွင်မြင်းတက်သားယူနီဖောင်းဖြင့်မရန်းတွင်တွေ့ခဲ့ရသည့်စာတွင်အမေတီတာတည်သည့်အခါတွင်မိမိအားအဝါရှားနှင့်အတူနှစ်သိမ့်ဖြောင်းပြခဲ့သောစာတွင်မိမိဘီလက်ကပြန်လာသည့်အခါတွင်ဘုံဘေးစိတ်ကမ်းမှလာကြိုနေသည့်ယောက်ျားကြီးလုံးလုံးဖြစ်နေသောစာတွင်နှစ်တွေပြောင်းသွားတော့လဲစာတွင်မပြောင်းအရင်တုန်းကလိုသူ့မိတ်ဆွေရောင်ရင်ကြီးဖြစ်မြဲသူ့အကိုကြီးတယောက်လိုတွေ့တာစရာကောင်းမြဲမရန်းတို့မိမိပြန်ရောက်လာလျင်မိမိကဘူဖြစ်နေသည့်အတွက်သူတို့နှစ်ယောက်ဤဆက်ဆံရေးသည်ပြောင်းလဲသွားမည်လောဟုသူစိုးရိမ်ခဲ့သည်တို့ရရင်စာရင်သည်သူ့အပေါ်တွင်ပြောင်းလဲခြင်းမရှိထို့နောက်တွင်မူသူတို့နှစ်ယောက်ဆက်ဆံရေးသည်တေခြင်းမှအပမြည်သည့်အရာမှပြောင်းလဲနိုင်တော့မည်မဟုတ်ဟုဆွဲမြဲစွာယုံကြည်ခဲ့သည်ယခုလိုပြောင်းလဲသွားမည်ဟုသူမြည်သည့်အခါမျှမထင်ခဲ့ယခုမူသူတို့နှစ်ယောက်၏ရင်းနှီးသောဆက်ဆံရေးသည်အဆုံးသတ်ခဲ့ပြီဇာရင်သည်ပြောင်းလဲသွားခဲ့ပြီရခင်ကလိုမကြာခဏမတွေ့နိုင်တော့ပြီရခင်ကလိုရင်းရင်းနှီးနှီးစကားမပြောနိုင်တော့ပြီသူတို့နှစ်ယောက်တလန်းစီဖြစ်နေကြလေပြီသူတရှောင်းလုံးလိုက်ခဲ့သည့်စီးချက်အတိုင်းခြေလှမ်းလှမ်းရတော့မည်ဒီစကားလုံးကိုဘိုးမူဝိုင်ဂရန်ပြောခဲ့ခြင်းဖြစ်သည်လူတစ်ယောက်ဟာသူ့အပေါင်းအသင်းတွေနဲ့ခြေလှမ်းချင်းမှီအောင်မလိုက်နိုင်တော့ဘူးဆိုရင်သူကြားနေတဲ့ဘင်တန်ကတတန်ဖြစ်နေလို့ပဲကွဒီတော့ကိုကြားတဲ့ဘင်တန်အတိုင်းသာလှမ်းပြီးတော့ဒီပြည့်လူရဲ့ခြေလှမ်းနဲ့ညီအောင်လိုက်လို့မနေနဲ့တော့ဟုတ်တခါရင်ဝိုင်ဂရန်ကပြောဘူးသည်ဟုတ်သည်သူတို့ခြေလှမ်းနဲ့မညီတော့ရင်ကိုကဘင်တန်ကိုတမျိုးကြားနေ၍ဖြစ်လိမ့်မည်ထိုအတိုင်းဆိုရင်ကိုကြားသည့်ဘင်တန်အတိုင်းသာလိုက်၍ခြေလှမ်းလှမ်းဖို့သာရှိတော့သည်ကောင်းလိုက်သည့်အကြံဉာဏ်ယခုသူနှင့်သူ့အပေါင်းအသင်းများသည်ခြေလှမ်းလှမ်းပုံချင်းကွာနေကြပြီမဖြစ်တော့ကိုဘွားအတွက်ရှေ့ရေးကိုကြည့်ရတော့မည်အလျှော့ဘဝအကဘာဘဝဘိုလေး HE ဘဝတို့ကိုစခန်းသိမ်းက H နှင့်ဇူလီတို့၏ဘဝကိုစရတော့မည်မိမိတွင်ဇူလီရှိသေးသည်ကိုလှုပ်ချင်ရာတွေကိုလှုပ်၍မဖြစ်တော့သူတို့တွင်သားလေးတွေသမီးလေးတွေမွေးလာကြအောင်မည်တနေ့တွင်မိမိသည်လည်းဇေယျဒုပ္ပလသို့ရောက်ရအောင်တော့မည်ထိုအခါတွင်ယခုမိမိဖြတ်တန်းခဲ့ရသည့်အဖြစ်အပျက်တို့သည်သားသမီးများကိုပြောပြစရာပုံမြင်များသာဖြစ်နေတော့မည်ဇာရင်ပြန်လာသည့်အခါတွင် H သည်ဆုံးဖြတ်ချက်ချပြီးနေလေပြီဇာရင်ကလည်းသိလိုက်၏H အမှုအရာပြောင်းသွား၍မဟုတ်H ကထုတ်ပြော၍မဟုတ်ဖော်ပြခြင်းကမစွမ်းသည့်တစုံတစ်ခုကြောင့်သိခြင်းဖြစ်၏H ရှော့သည်သူ့အနီးမှထွက်ခွာသွားပြီသူတို့နှစ်ယောက်သည်ရခင်ကလိုစိတ်ချင်းပြန်လဲဆက်เสียအကြောင်းမရှိတော့အသက်ကြီးလို့အဖိုးကြီးတွေဖြစ်လာတဲ့အခါမှာတော့ဒုနှစ်ယောက်ဟာတယောက်ကိုတယောက်ပြန်ပြီးနားလဲတန်ကောင်းပါရဲ့ဟုဇာရင်တွေးသည်တို့ရရင်ဇာရင်သည်ထိုအတွေးကိုခေါင်းထဲမှချက်ချင်းဖျောက်ပစ်လိုက်ပြီးဘာမှမဖြစ်သည့်နှင့်ရဲရဲမောမောနှင့်စကားပြောနေသည်ခဏကြာလျင်တမူးကလာခေါ်သဖြင့်Hလည်းလိုက်သွားရ၏တမူးနှင့်Hတို့တွေ့ဆုံစကားပြောကြသည်မှာမင်းညကဝေါ်လီနှင့်စကားပြောသည့်ထက်အချိန်ကြာသည်Hကအာဖဂန်နစ္စတန်သို့ဗြိတိရှတန်အဖွဲ့မလွှတ်ရန်အခြေအနေကိုအသေးစိတ်ရှင်းပြ၏ထိုကိစ္စတွင်မိမိတို့နေကြားဆောင်တပ်ဖွဲ့များပါအကျုံးဝင်နေသည့်အတွက်တရင်မှုဘုံမှုကြံကင်းသည်HE စကားကိုစိတ်ပါလက်ပါနားထောင်သည်ထို့နောက်မေးစရာရှိသည်ကိုအနှဲငယ်မေးပြီးနှင့်ထိုကိစ္စကိုဘုံမှုကာဗတ်နာရီနှင့်ဘရင်ကန်ကျုပ်တို့သဘောပေါက်အောင်မိမိတက်နိုင်သမျှပြောပြမည်ဟုလည်းပြောလိုက်သည်တို့ရရင်အောင်မြင်မည်မထင်ကြောင်းကိုမူကြို၍ပြောလိုက်၏Hကကျေးဇူးတင်စကားပြောကာကိုရေးကိုရာများကိုပြောဆိုနေသည်Hကနောက်ဆုံးအနေဖြင့်တခုမြစ်တာရက်ခံခဲ့၏ထို့သောမြစ်တာရက်ခံရန်Hကကာလအတန်ကြာကစဉ်းစားခဲ့သည်ယနေ့မနက်ဇာရင်၏အခန်းထဲတွင်တယောက်တည်းထိုင်စဉ်းစားခဲ့စဉ်ကမူHသည်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်လေပြီထိုဆုံးဖြတ်ချက်မှာတခြားမဟုတ်မိမိအားလက်ရှိတောင်ဝဲမှရုပ်သိမ်းရန်နေကြားဆောင်ကော်မရှင်ရာထူးမှသာမကဗြိတိရှစစ်တပ်မှပါနှုတ်ထွက်ခွင့်ပေးရန်မြစ်တာရက်ခံချက်ဖြစ်၏Hကမိမိသည်ဤဆုံးဖြတ်ချက်ကိုအလော30ဆုံးဖြတ်ခြင်းမဟုတ်ကြောင်းစစ်ဗိုလ်ဘဝဖြင့်အသက်ထက်ဆုံးမနေရန်မူလကတည်းကဆုံးဖြတ်ပြီးဖြစ်ကြောင်းဗိုလ်မှူးဝိုင်ဂရန်တရေးဘဝတုန်းကဇူလီအကြောင်းကိုတမူးအားပြောပြပြီးဖြစ်လိမ့်မည်ထင်ကြောင်းဖြင့်ပြော၏တမူးဗိုလ်မှူးကြီးကြံကင်းကခေါင်းညိတ်သည်Hသည်တမူးကခေါင်းညိတ်ပြသဖြင့်
အငင်းငယ်စိတ်သက်သာရာရသွား၏မိမိသည်မဒန်းသို့ပြန်လာကမိမိဇနီးနှင့်အတိအလင်းနေထိုင်လိုကြောင်းသို့ဆိုလျှင်မူဗြိတိရှစစ်တပ်ထဲတွင်ဆက်လက်၍အမှုထမ်းရန်မဖြစ်နိုင်ကြောင်းတို့ရတွင်ဤသို့နေထိုင်ခြင်းကိုဆိုင်ရာတို့ကခွင့်ပြုမည်မဟုတ်သည့်အတွက်ယခုကဲ့သို့တက်မှထွက်ရန်ဆုံးဖြတ်ရခြင်းဖြစ်ကြောင်းတက်မှထွက်ပြီးနောက်တွင်မိမိဇနီးသည်နှင့်အတူဘဝသစ်တစ်ခုကိုထူထောင်တော့မည်ဖြစ်ကြောင်းတက်မှုမှာတနာကျင်နာတတ်သူဖြစ်သည့်အလျောက် Ash ကိုများစွာဂရုဏာတတ်သွားသည်ဟိန်နူအမျိုးသမီးမုတ်ဆိုးမတစ်ယောက်အားလက်ထပ်ယူခဲ့ပြီးဖြစ်သည့်အတွက် Ash အဖို့အကောင်းဆုံးနည်းလမ်းမှာတက်မှထွက်ခါအရက်သားတစ်ယောက်အဖြစ်နေထိုင်ခြင်းသည်သာဖြစ်ကြောင်းပြောပြသည်သူတို့နှစ်ယောက်သည်ထိုပြဿနာကိုခေါင်းအေးအေးဖြင့်ဆွေးနွေးကြ၏ယခုအချိန်တွင်အာဖဂန်စစ်ပွဲပြီးဆုံးသွားရုံမျှမကမိမိတို့တပ်များလည်းအာဖဂန်မှပြန်လည်ဆုတ်ခွာခဲ့ပြီးဖြစ်သည့်အလျောက်အာဖဂန်နစ္စတန်တွင်ထောက်လှမ်းရေးတာဝန်များပြီးဆုံးသွားပြီဖြစ်ကြောင်းနေကြားဆောင်တပ်ကိုလည်းရုပ်သိမ်းလိုက်တော့မည်ဖြစ်ကြောင်းနေကြားဆောင်တပ်မှနှုတ်ထွက်ခွင့်တောင်းသည့် HE နှုတ်ထွက်လာကိုလည်းလက်ခံလိုက်ပြီးဖြစ်ကြောင်း HR ကော်မရှင်မှနှုတ်ထွက်ခွင့်ပေးရနှင့်မိမိအညီဖြင့်အခက်အခဲမရှိရလေအောင်တတ်နိုင်သမျှကူညီမည်ဖြစ်ကြောင်းထိုကိစ္စများအားလုံးကိုမိမိတာဝန်ယူမည်ဖြစ်ကြောင်းတို့ရတွင်အပြန်အလှန်အားဖြင့် HR မြစ်တာရက်ခံလိုကြောင်းယင်းမှာအခြားမဟုတ် H သည်ကဘူးတွင်အတန်ကြာနေထိုင်ပြီးကာလမှာတစ်နှစ်လောက်ကြာခြင်းကြာမည်ဖြစ်ကြောင်းဗြိတိရှတန်ကိုယ်စားလှယ်အဖွဲ့နှင့်လိုက်ပါသွားသည့်နေကြားဆောင်အဆောင်တပ်များ၏ထောက်လှမ်းရေးအရာရှိအဖြစ်တာဝန်ယူစေလိုကြောင်းဖြင့်ပြောပြသည်မင်းပေးတဲ့သတင်းတွေအားလုံးကိုစင်မလာရောက်အောင်ငါပို့ပေးဖို့တာဝန်ယူပါတယ်ကွာပြီးတော့တန်ကိုယ်စားလှယ်အဖွဲ့လှုပ်ဖို့ကိစ္စကိုလည်းထပ်ပြီးစဉ်းစားဖို့ငါကိုယ်တိုင်ပြောပါမယ်ဒါပေမဲ့ခက်တာကငါစောစောကပြောတဲ့အတိုင်းဆိုင်ရာလူကြီးတွေအငြင်းညက်ကတော့ဆုံးဖြတ်ပြီးပြီဆိုတော့ဒီဆုံးဖြတ်ချက်ပြန်ပြင်ဖို့ခက်ပဲတိတ်တော်မျှော်လင့်ချက်မရှိလာဘူးဒါပေမဲ့ဗြိတိရှတန်ကိုယ်စားလှယ်အဖွဲ့မှာဝေါ်လီကစစ်တမ်းမှုအဖြစ်နဲ့ပါသွားမှာဆိုတော့ကဘူးမှာဖြစ်နေတာတွေအားလုံးကိုသူ့စီကိုသတင်းပို့နိုင်ပါတယ်တကယ်လို့တန်ကိုယ်စားလှယ်အဖွဲ့မလွတ်ဖြစ်ဘူးဆိုရင်တို့နယ်ကြားဆောင်တက်ကလည်းအဆောင်တက်ဖွဲ့အဖြစ်လိုက်ဖို့မလိုတော့ဘူးဆိုရင်မင်းကိုငါကြိုးကြိုးတင်းတင်းအကြောင်းကြားမယ်အဲ့ဒီအခါကျရင်မင်းလဲဘာတောင်ဝဲမှမရှိတော့ပဲရက်သားတယောက်အနေနဲ့နေနိုင်ပြီပေါ့မင်းဒီကိုပြန်မလာချင်တော့ဘူးဆိုရင်လည်းမလာပဲနေနိုင်ပါပြီတကယ်လို့တန်ကိုယ်စားလှယ်အဖွဲ့ကိုလှုပ်အောင်မယ်ဆိုရင်ရောလွတ်မယ်ဆိုရင်တော့တို့နယ်ကြားဆောင်တက်တာဝန်ယူနေသမျှကာလပတ်လုံးမင်းကဘူးမှာရှိစေချင်တယ်တို့တက်ကတာဝန်မယူရတော့ပဲတန်ကိုယ်စားလှယ်အဖွဲ့ရဲ့လုံခြုံရေးကိုတခြားတပ်ရင်းတစ်ခုကတာဝန်ယူရတယ်ဆိုရင်တော့တမျိုးပေါ့လေအဲ့ဒီအခါကျရင်တော့မင်းကြိုက်ရသွားနိုင်ပါတယ်ဘယ်နဲ့လဲမင်းလုံနိုင်မယ်မဟုတ်လားဟုတ်ကဲ့ဘုံမူကျွန်တော်လုပ်ပါမယ်ဒီလိုအခြေအနေမျိုးတွင်တမူးဤတာဝန်ပေးချက်ကိုညှင်း၍မကောင်းစင်စစ်သူကိုယ်တိုင်ကလည်းထိုတာဝန်မျိုးကိုယူကျင်နေသည်ဇူဒီမာကဘူးတွင်ပျော်နေပြီနေကြားဆောင်တပ်ဖွဲ့ကဘူးတွင်ရှိလျင်အလွန်ဆုံးတစ်နှစ်သာရှိမည်ထိုတစ်နှစ်အတွင်းတွင်မိမိတို့နောင်ရေးကိုလည်းအေးအေးဆေးဆေးစဉ်းစား၍စီမံကိန်းချနိုင်သည်မိမိနေကြားဆောင်တပ်မှထွက်တော်မည်ဆိုသည်ကိုလည်းဝေါ်လီစိတ်ကျဉ်နှံ့အောင်ရှင်းပြခွင့်ရလိမ့်မည်နောက်ထွက်ချိန်လောက်တွင် Ash သည်မဒန်းမှထွက်ခွာလာခဲ့၏ဇာရင်ကကင်းတွေလွန်အောင်လိုက်ပို့ပြီးနိုးနှစ်ရောင်ဖြူဖွေးနေသည့်ကွင်းမြင့်ကြီးတစ်လျှောက် Ash ထွက်သွားသည်ကိုမျက်စိတစုံမျောငေးကြံရစ်ခဲ့သည်ခွဲခါနီးတွင်သူတို့နှစ်ယောက်သည်တယောက်ကိုတယောက်ပွေ့ဖက်နှုတ်ဆက်ကြ၏တို့ရတွင်ဒီတစ်ကြိမ်နှုတ်ဆက်ခြင်းသည်သူတို့နှစ်ယောက်အဖို့နောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်ကြောင်းကိုနှစ်ယောက်စလုံးရိပ်မိကြသည်သူတို့နှစ်ယောက်သည်လမ်းကွဲသို့ရောက်ခဲ့ကြပြီယခုအချိန်မှစ၍သူတို့နှစ်ယောက်၏ဘဝလမ်းခရီးသည်ဥတီချက်ကွဲပြားသွားကြပြီသူတို့နှစ်ယောက်၏အနာဂတ်များသည်ညီမျှတောက်ပသည်ဖြစ်စေနောင်တွင်သူတို့နှစ်ယောက်သည်လမ်းစုံတွင်တွေ့နိုင်စရာအကြောင်းမရှိတော့ပြီAsh သည်နောက်သို့တစ်ခါပြန်လှည့်ကြည့်လိုက်၏ဇာရင်ကထိုနေရာတွင်မလုံမရှက်ရက်လျက်လာရောင်ဆန်ထားသောလွင်မြင်ကြီးထဲတွင်သေးငယ်မဲညက်သည့်တံကလေးတစ်ခုAsh သည်လက်တစ်ဖက်ကိုမြှောက်ပြကာဆက်၍လာခဲ့သည်နောက်သို့ပြန်မကြည့်တော့ခလန်းလန်းသို့ရောက်မှနောက်သို့ပြန်လှည့်ကြည့်မိ၏ထိုအခါ၌ကမဒန်းကိုမမြင်ရတော့တောင်ဆွဲများနောက်တွင်ကွယ်ပြောက်ကျန်ရစ်ခဲ့ပြီသူ့ဘဝတွင်တောက်ကြီး၄တောင်ရှိခဲ့ဘူး၏ထိုတောက်ကြီးများသည်တစ်ချောင်းပြီးတစ်ချောင်းပြိုကျကြပြီပထမမာဒူနောက်ကိုတာတက်နောက်ဇာရင်သူတွင်တွေ့တာစရာဟူ၍ဝေါ်လီတယောက်သာကျန်တော်သည်တို့ရာတွင်ဒီတောက်သည်ပင်ခါတိုင်းလိုမြဲမြံခိုင်မာခြင်းမရှိခက်ရိုင်ရိုင်ခက်နဲ့ဝေါ်လီသည်သူနှင့်ဝေးကွာသွားခဲ့ကသူတွင်အခြားသောအာယုန်တွေအခြားသောစိတ်ဝင်စားစရာတွေတွေ့နေလေပြီဝေါ်လီသည်ပင်သူနှင့်မကြမီဝေးကွာတော့မည်
အချိန်သိမ့်မကြတော့တို့ရရင်ကိစ္စမရှိသူတို့တွေကိုဆုံးရှုံးရစေသူတွင်ဇူလီရှိပြီဇူလီအကြောင်းကိုတတိယလိုက်သည်နှင့်လားရောင်ဖွေးဖွေးတဲ့တွင်ဇူလီ၏မျက်နှာကလေးကိုမြင်အောင်လာသည်မျက်မှောင်သည့်သူ့မျက်လုံးကလေးများကချိုပြုံးလျက်နှက်ခမ်းကနူးညံ့လျက်တီကြည်သည့်မျက်ခုံးတို့ကချစ်စပွဲမေယိုးအောက်မှအရိပ်ကလေးပေါ်နေသည့်ကြိုင်ကလေးများကတက်မတ်ဖွယ်ဇူလီသည်သူ့ငိမ့်ချမ်းရာဇူလီသည်သူ့ရိမ်ငိမ့်ဇူလီသည်သူ့ကြည်မောစရာဇူလီ၏မျက်နှာကသူ့ကိုအပြစ်တင်နေသည်နှင့်ဟုတ်တယ်အချစ်ရဲ့မင်းကိုရောဝေါ်လီကိုရောကိုတွေ့တာနေရဟာကိုတကိုကောင်းဆန်တာပဲသူ့အတန်ကတိတ်ဆိတ်သောညရန်တွင်ပဲ့တင်ထပ်သွားသည်သူ့အတန်ကြောင့်အက်ရှ်လန့်သွား၏သူ့အတန်သည်ခါတိုင်းထက်ပို၍ကျဲလောင်သွားသည်ဟုထင်မှတ်ရသည်ဒီလမ်းတွင်သူတယောက်တည်းခရီးသွားနေခြင်းဟုတ်ဟန်မတူအခြားသောခရီးသွားများလည်းရှိကောင်းရှိနိုင်သည်ထိုအတွေးကြောင့်သူသည်ဇူလီအကြောင်းကိုတွေးနေရမှအတွေးပြတ်သွားသည်ဒီလမ်းဒီနေရာသည်ခရီးသွားသစိမ့်တရံဇက်များကိုနှစ်သက်သည့်နေရာမဟုတ်ခရီးသွားလူစိမ့်ဆိုလျှင်အလွန်ရန်လုပ်ခြင်းသည်မေးစရာရှိသည်တို့ကိုနောက်မှမေးပြီးတနက်ဖြင့်အရင်ပြစ်ချင်သောနေရာမျိုးဖြစ်သည်ထို့ကြောင့်အက်ရှ်သည်ဘာကိုမျှမစင်စားတော့ဘဲဘေးပတ်ဝန်းကျင်ကိုကြည့်၍လာခဲ့သည်အာယုံမတက်ခင်တွင်တောင်ကြားလှိုင်ကူတစ်ခုကိုတွေ့သဖြင့်အက်ရှ်သည်လှိုင်ကူထဲသို့ဝင်ကညှစ်ညှစ်ချိုက်ချိုက်အိပ်ပစ်လိုက်သည်အိမ်မက်ထဲတွင်သူခင်မင်တွေ့တာရပါသောဇူလီအက်ရှ်သည်မာလာကန်တောင်ကြားလမ်းကိုဖျက်၍ကဘူးသို့ရောက်လာခဲ့သည်သူရောက်သည့်အခါတွင်ကဘူးသည်ပူလောင်အိုက်ဆက်လျက်ပင်လယ်ရေပြင်မှအမြင့်6000ကျော်တွင်ရှိသည့်တိုင်မိုးခေါင်သဖြင့်မြေပြင်သည်အဆူတက်မရှိဘဲပူပြင်း6သွေ့နေသည်တို့ရတွင်ညနေဆောင်တွင်ဟိညွကွတ်တောင်တန်းကြီးများပေါ်မှတိုက်လာသည့်လေကအေးမြနေသည်ဘဟာဒုကန်ဤအိမ်အပေါ်တက်တွင်ဆိုလျှင်ညနေခင်းသည်အေးမြနေသည်ဇူလီသည်အပေါ်တက်မှနေ၍အက်ရှ်ကိုစောင့်မျှော်လျက်ရှိ၏ထိုညညကသူတို့နှစ်ယောက်ကောင်းကောင်းစကားမပြောဖြစ်ကြမဒန်းသို့သွားသည့်ကိစ္စတွင်သူ့ရည်ရွယ်ချက်မအောင်မြင်ပဲပြန်လာခဲ့ရပုံနှင့်ဇာရင်နှင့်သူသဘောထားကွဲခဲ့သည့်အကြောင်းလောက်ကိုသာအချင်းချုပ်ပြောပြ၏နောက်နေ့ကျမှသာသူတို့နှစ်ဦး၏အနာဂတ်နှင့်ပတ်သက်၍ညီတို့မိဘုံစိတ်ကူးထားကြောင်းကိုမတိမတာထည့်ပြောသည်ဘဟာဒုကန်ကမူသူ့အိမ်မှာပင်ဆက်နေစီခြင်းသေးသည်ဗြိတိရှတန်ကိုယ်စားလှယ်အဖွဲ့ရောက်မလာသည့်တိုင်အောင်ကဘူးတွင်တညွေလုံးဆက်၍နေရန်နှင့်ဆောင်းဥပေါက်ကြမှသာကဘူးမှထွက်ခွာရန်ပြော၏တက်တော့ရိုက်เสียအကြောင်းမရှိတညွေလုံးအချိန်ရသေးသည်အာဖဂန်နစ္စတန်မှပြန်လျင်ညီသည့်နေရာကိုသွားမည်ကိုဆွေးနွေးစရာစဉ်းစားစရာအချိန်တွေအများကြီးကျန်သေးသည်ဇွန်လအကုန်ဆုံးသည်နှင့်ဇူလိုင်လရောက်လာသည်တောင်တန်းများပေါ်တွင်မိုးဦးလျက်ပန်းလျက်ညွယ်တို့ဝင်းစာပြူပြီးတိမ်တိုက်ကြီးများသည်တောင်တန်းကြီးများပေါ်တွင်တရွေ့၍မိုးကလေးတပွဲပွဲမျှသာရွာသည့်တိုင်ထိုမိုးဆက်ကလေးများကြောင့်မြက်ပင်ကလေးများသည်စိမ့်လန်းစပြူလာကြသည်ဇူလီကမူကောင်းကင်တွင်မိုးတိမ်တွင်ညိုနေသည်ကိုမြင်လျင်ပျော်နေပြီရေရောင်ကျဲကျဲပူလျင်ဘီတော်ကိုတတိယတတ်သောကြောင့်ရေရောင်ကျဲကျဲကြီးကိုမုန်းနေသည်အက်ရှ်မာကဇူလီညစ်ညစ်ရသည့်ပြစ္ဆုတ်ပံတွင်ညစ်မျောနေမိသဖြင့်အနာဂတ်အကြောင်းကိုလုံးဝမတွေးမိဇူလိုင်လဝက်လောက်အရောက်တွင်စိတ်မချမ်းမြေ့စရာသတင်းများကိုကြားရ၏အာဖဂန်စော်ဘွား၏စစ်တပ်များသည်ရွာများကိုလူရဲဖျက်ဆီးလျက်ရှိကြောင်းစစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုပြီးသည့်နောက်ပိုင်းမှစ၍အာဖဂန်စစ်တပ်များသည်ကဘူးအနီးတွင်လာရောက်စုယုံလျက်ရှိကြောင်းစသည့်သတင်းများဖြစ်သည်ကြားရသည့်သတင်းများတနေ့တခြားဆိုး၍လာသည်သူတို့အိမ်ရှင်ဘဟာထုကန်သည်ထိတ်လန့်ကအိမ်တကားပေါက်များကိုတန်တိုင်များဖြင့်ကာရန်သည်ကြားရတဲ့သတင်းတွေကမကောင်းမှုသခင်ဆက်ကြားရတဲ့တဝက်လောက်ပဲမှန်နေထားကျွန်တော်တို့အခြေအနေကတိတ်ဆိတ်မချရဘူးဖြစ်နေတယ်သူတို့ကစစ်သားတော့စစ်သားပဲဒါပေမဲ့လစာမှမရတော့ဘယ်သူနေတော့မှလဲလူရန်ကအုပ်ကြီးဖြစ်လာပြီးတွေ့သမျှကိုလူရက်တိုက်ခိုက်ကုန်တော့တာပေါ့ခုဆိုရင်မြေပြန့်ကရွာတွေအားလုံးကိုဝင်လုပြီးခုခံတဲ့လူမှန်သမျှကိုပြတ်တက်နေတယ်လို့ကြားရတယ်ကျွန်တော်သိပါတယ်ကျွန်တော်အဲ့ဒီရွာသားတွေနဲ့တွေ့ခဲ့ပြီးပြီဟုတ်သည်အက်ရှ်သည်ရွာသားများနှင့်တွေ့ခဲ့ပြီးပြီသူတို့ထံမှသတင်းစုံကိုကြားခဲ့ပြီးပြီဘဟာဒုကန်ဤကြိုတင်ပြင်ဆင်မှုသည်အကြောင်းမဲ့မဟုတ်လွန်ခဲ့သည့်သတင်းပတ်များအတွင်းတွင်အခြေအနေသည်ဆုပ်ယုပ်ပြပြလာခဲ့သည်ရွာများနှင့်ကဘူးသို့လာရလန်းတက်လျှောက်တွင်လက်နက်ကင်လူစုများကိုအနှံ့အပြားတွေ့နေရသည်ကဘူးမြို့ထဲတွင်လည်းလက်နက်ကင်တပ်အများအပြားကိုမြင်နေရ၏တခါတရံတွင်ဈေးများစိုက်များထံမှပစ္စည်းများကိုပတ်စံမပေးဘဲယူသွားတတ်ကြသည်အခြေအနေမှာမငြိမ်မသက်အက်ရှ်သည်သူ့တာဝန်အားလုံးကိုဆွန့်လွှတ်ကာဇူလီကိုဘေးကင်းရာတနေရာသို့ခေါ်သွားခြင်းသည်အာဖဂန်နစ္စတန်လိုတိုင်းပြည်မျိုးသည်ဇူလီလိုမိမ့်မရွယ်တယောက်ဖို့နေဖို့ကောင်းသည့်နေရာမဟုတ်တို့ရတွင်မိမိသည်
နေကြားဆောင်တပ်ဖွဲ့အတွက်ထောက်လှမ်းရေးတာဝန်များကိုထမ်းဆောင်မည်ဟုတပ်မှူးကိုကတိပေးခဲ့ပြီးပြီ။ထိုကတိကိုချိုးဖောက်၍မဖြစ်ယခုအချိန်တွင်နေကြားဆောင်တပ်အဆောင်အရှောက်အဖြစ်ဗိုလ်မှူးကာဗတ်နာရီခေါင်းဆောင်သောတန်ကိုယ်စားလှယ်အဖွဲ့တစ်ခုကကဘူးသို့လာရောက်တော့မည်ဆိုသည်ကိုလူတိုင်းကသိနေကြလေပြီ။